နွေရာသီရဲ့ပြင်းထန်တဲ့အပူချိန်အောက်မှာကျမတို့အားလုံးကပုံမှန်ထက်ပိုပြီးစိတ်မရှိလို့တခုခုဆိုဒေါသအလိုလိုထွက်တတ်ကြပါတယ်။ဒါဟာစိတ်လိုမကြရုံနဲ့မဟုတ်ပဲသိပ္ပံနည်းကျအကြောင်းရင်းတွေအများကြီးရှိနေပါတယ်။အဓိကတော့ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းညှိမှုစနစ်နဲ့ဆိုင်ပါတယ်။အပြင်မှာပူလာတဲ့အခါကျမတို့ခန္ဓာကိုယ်ကပုံမှန်အပူချိန်ပြင်အားဖို့အတွက်အလုပ်တွေပြင်းထန်လုပ်ရပါတယ်။အဲ့လိုလုပ်လို့ရတဲ့အခါနှလုံးကုန်နှုန်းတွေမြန်လာတယ်။အသက်ရှူနှုန်းတွေတိုးလာတယ်။ပြီးတော့စိတ်ဖိစီးမှုဖြစ်စေတဲ့ကိုလက်စထရောဆိုတဲ့ဟော်မုန်းတွေလည်းပိုထွက်လာပါတယ်။ဒီလိုမျိုးခန္ဓာကိုယ်ရဲ့မှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်နေတဲ့ဟာဒေါသထွက်နေတဲ့အခြေအနေနဲ့ဆင်တူနေရကြောင်းကျမတို့ရဲ့အုံနောက်ကဒါကိုဒေါသထွက်ကြတစ်ခုခုရှိနေရဲ့လို့မှားယွင်းအတိတ်ပဲပုံစံတက်ကြပါတယ်။နောက်တစ်ချက်ကအပူဒဏ်ကြောင့်အိပ်စက်ခြင်းကိုနှောက်ယှက်တာပါ။ပူလုံးနဲ့ညတွေမှာကောင်းကောင်းအိပ်မပြောတဲ့အခါနောက်တစ်နေ့မနက်မှာစိတ်ရမချီမလင်ဖြစ်နေတတ်ပါတယ်။အေးမွားတဲ့အတွက်စိတ်ကစားချက်ကိုထိန်းချုပ်တဲ့အုံနောက်ရဲ့အစိတ်ပိုင်းတွေကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပဲတိတိလေးရအစစိတ်တို့စရာလို့ထင်မြင်လာတာပါ။အပူဒဏ်ကြောင့်ခန္ဓာကိုယ်ထဲမှာရေတက်ခန်းကြောက်တာဟာလေစိတ်အခြေအနေကိုအများကြီးသက်ရောက်မှုရှိပါတယ်။ရေထက်နေသွားတဲ့အခါအာရုံစူးစိုက်မှုအားနည်းလာပြီးခေါင်းကိုက်တာမူးရတာမျိုးတွေဖြစ်လာတဲ့အတွက်ဘေးပတ်ဝန်းကျင်ကအတန်းဒါမှမဟုတ်တရားရဲ့အပြောဆိုကိုပုံမှန်ထက်ပိုပြီးသိမခံနိုင်တော့တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်နေရာဒီမှာရန်ပွဲတွေပိုများလာတာလူတွေရဲ့စိတ်တက်မကောင်းလို့မဟုတ်ပဲအပူဒဏ်ကြောင့်ခန္ဓာကိုယ်ကတုံ့ပြန်နေတဲ့သဘာဝတရားတစ်ခုသာဖြစ်ပါတယ်။ဒီလိုအပူချိန်မြင့်တက်လာတဲ့အခါလူတွေကြားမှာစာနာမှုတဲ့အမုန်းပွားမှုတွေကပိုပြီးမြန်ဆန်ပြန့်နှံ့လွယ်ပါတယ်။ညမမှာကားမောင်းနေမှဖြစ်ဖြစ်ဈေးဝယ်နေမှဖြစ်ဖြစ်တယောက်နဲ့တယောက်အစီအမံပြေမှုတသေးလေးတွေဖြစ်တာနဲ့ချက်ချင်းရထားပြီးမှဝင်မလေးကြတော့တာဟာဒီအပူလှိုင်းရဲ့နောက်ဆက်တဲ့ပြဿနာတွေပါပဲ။သိပ္ပံပညာရှင်တွေလေ့လာချက်အရအပူချိန်1 ဒီဂရီစင်တီဂရိတ်တိုးလာတိုင်းရာဇဝတ်မှုဖြစ်ပွားနှုန်းတွေနဲ့အကြမ်းဖက်မှုတွေတိတိကျကျမြင့်တက်လာတာကိုတွေ့ရပါတယ်။အပူချိန်ကကျမတို့ရဲ့စိတ်ကိုပိုပြီးကြမ်းတမ်းလာအောင်တွန်းပို့နေရပါ။ဒါကြောင့်အပူချိန်ပြင်းတဲ့အချိန်မှာကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကိုသတိထားဖို့နဲ့ခန္ဓာကိုယ်အေးမြအောင်ထားဖို့ကလူမှုရေးပဋိပက္ခတွေကိုလှော့ချဖို့အတွက်အရေးကြီးဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။အပူဒဏ်ကြောင့်စိတ်လိုတာကိုရှောင်ရှားဖို့ဆိုရင်အရင်ဆုံးကိုယ်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုကိုသတိပြုဖို့လိုပါတယ်။စိတ်တူလာတဲ့အခါဒါဟာငါ့ရဲ့စိတ်ရင်းမဟုတ်ပဲအပူဒဏ်ကြောင့်ဖြစ်ရတာလို့ကိုယ့်ကိုယ်ပြန်သတိပေးပါ။ဒေါသထွက်လာပြီးဆိုရင်အေးမြတဲ့နေရာတစ်ခုမှာခဏနာတာဒါမှမဟုတ်ရေအေးလေးတစ်ခွက်တောက်လိုက်တာဟာအုံနောက်ကိုချက်ချင်းအေးညံ့သွားနိုင်ပါတယ်။အထူးသဖြင့်ရေဓာတ်ပြေဝနေမှုကအဓိကကျပါတယ်။ရေငတ်နေတဲ့ခန္ဓာကိုယ်ကစိတ်ပစ္စည်းမှုဟော်မုန်းတွေကိုပိုထွက်စေရကြောင့်တစ်နေ့တားလုံးရေကိုနည်းနည်းချင်းနဲ့မကြာခဏတောက်ပေးတင်ပါတယ်။ဒါအပြင်အဝတ်စားဝတ်ဆင်မှုကလည်းအရန်အရေးကြီးပါတယ်။လေဝင်တစ်ထက်ကောင်းပြီးပေါ့ပါတဲ့ရှိသားတွေကိုရွေးချယ်ဝတ်ဆင်ခြင်းကခန္ဓာကိုယ်အပူချိန်ကိုရပ်တစေပါတယ်။အပြင်ထွက်တဲ့အခါထီအုတ်ထုတ်ဒါမှမဟုတ်နေကာမျက်မှန်သုံးဆွဲတာဟာလည်းမျက်စိနဲ့အုံနောက်ကိုအပူဒဏ်ဓာတ်ရိုက်မထိအောင်ကောက်ခွဲပေးရတဲ့အတွက်စိတ်နှောက်ယှက်ဖြစ်စရာတွေကိုလျော့နှဲစေပါတယ်။အစားအသောက်ပိုင်းမှာလည်းအပူများတဲ့အစီအစိမ်နဲ့အပူဆက်တွေကိုလျှော့စားပြီးတတိဝရနဲ့ဟင်းသီးရွက်တွေကိုပို့စားပေးသင့်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့တအုပ်နဲ့တအုပ်နားလဲပေးဖို့ပါ။နွေရာသီမှာငါးရဲပူတာမဟုတ်ပဲတစ်ဖက်လူကလည်းပူပြီးတော့စိတ်လုံနိုင်တယ်လို့တွေးပေးပါ။နိုင်မမှာလည်းဖြစ်ဖြစ်လုပ်ငန်းကမှလည်းဖြစ်ဖြစ်တရားရောက်ကစိတ်မရှိလို့ပြုမှုလိုက်အပြန်အလှန်ဒေါသနဲ့မတုံ့မယ်ဒီလိုရှုထားပြီးအသက်ပြင်းပြင်းရှုသွင်းရှုလို့လုပ်ပေးတာဟာလေဒေါသလှိုင်းတွေကိုထိန်းချုပ်မှုအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီလိုရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေထားရှိမယ်ဆိုရင်တော့ဘလောက်ပဲပူပြင်းတဲ့နေရာသည်ဖြစ်ပါစေကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့အေးအေးချမ်းချမ်းဖြတ်သန်းနိုင်တော့မှာဖြစ်ပါတယ်နေရာဒီမှာစိတ်ပြင်ဆင်မှုတွေကိုဟောကြားဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့အချိန်စရာကိုစနစ်တကျပြောင်းလဲသတ်မှတ်တာပဲဖြစ်ပါတယ်အပူချိန်အပြင်းဆုံးဖြစ်တဲ့နေ့လယ်7 နာရီကနေညနေ4 နာရီအတွင်းမှာအပြင်ထွက်တာဒါမှမဟုတ်ပင်ပန်းတဲ့အလုပ်တွေကိုလုပ်တာတတ်နိုင်သမျှရှောင်ကျဉ်ရပါမယ်အရေးကြီးဆုံးကိစ္စရပ်တွေမှာမနဲ့စောစောဒါမှမဟုတ်နေအေးတဲ့ညနေပိုင်းတွေမှာပြောင်းရွှေ့လုပ်ကိုင်ခြင်းဟာဒေါသထွက်ခြင်းအခြေအနေကို50%လောက်ထိလျှော့ရပေးနိုင်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းလေဝင်တို့ထက်ကောင်းအောင်လုပ်ထားတာဒါမှမဟုတ်အပင်စနစ်လေးတွေစိုက်ထားတာမျက်စိကိုအေးမြစေပြီးစိတ်ပစ္စည်းမှုကိုပြေရောစေပါတယ်နောက်ထပ်အရေးကြီးတာကတော့တကိုယ်ရည်တန့်ရှင်းရေးပါတနေ့ကို2 ကြိမ်ရေချိုးပေးရကခန္ဓာကိုယ်ရဲ့အပူတွေကိုထွက်သွားစေုံနဲ့မကပဲစိတ်ကိုဘလန်းဆန်းသွားစေနိုင်ပါတယ်အထူးသဖြင့်အလုပ်ကပြန်လာတဲ့အခါခြေထောက်ကိုအေးအေးနဲ့အရင်ဆေးပေးတာမျိုးကအာယုံကြောတွေကိုပြေရောသွားစေနိုင်ပါတယ်စိတ်ပညာအရအေးမြတဲ့ရေဓာတ်နဲ့ထိတွေ့မှုကဒေါသထွက်နေတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတွေကိုငြိမ်းသက်သွားစေနိုင်ပါတယ်ဒါကြောင့်စိတ်တို့စရာကြုံလာတဲ့အေးတဲ့နေရာကိုရှာဖွေရအကောင်းဆုံးလုပ်မြန်မှုပဲဖြစ်ပါတယ်နေရာဒီရဲ့အပူရန်ကျမတို့အားလုံးစသက်နေရဖြစ်ပါတယ်ဒါပေမဲ့ဒီပူရန်ကိုစိတ်တိုးခြင်းရံပြင်းခြင်းနဲ့တုံ့ပြန်နေမယ့်အစားအေးချမ်းနဲ့စိတ်နေစိတ်ထားစနစ်ကျတဲ့နေထိုင်မှုပုံစံတွေနဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်ပါတယ်
သတိတရားထားရှိခြင်းဟာအပူချိန်ကြားမှာတော့စိတ်အေးချမ်းမှုကိုပေးစွမ်းနိုင်ပါတယ်။အခုပြပြခဲ့တဲ့နီလာတွေကိုအသုံးပြုပြီးဒီနေရာဒီကိုဒေါသကင်းကင်းရံမွဲကင်းကင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။